အားလုံးပဲမင်္ဂလာပါဒီဗီဒီယို tutorial လေးမှာဆိုရင်တော့ backdrop လေးတစ်ခုဘယ်လိုမျိုးဖန်တီးရမလဲဆိုတာလေးပြောပြပေးသွားမှာပါအဲ့တော့တချို့တို့ဒီ backdrop ထဲမှာပေါ့နော် paint ကိုတစ်ချိန်ယူလိုက်ပါတယ်တချို့တို့ဒီမှာကတော့ rectangle နဲ့သွားမယ်ပေါ့နော်တချို့ခု color ကိုတစ်ချိန်က green color ယူလိုက်ပါတယ် green color ယူပြီးသွားတဲ့အခါကျလို့ရှိရင် green color နဲ့ဒီ white outline ပေါ့နော် outline ကိုတစ်ချိန် short လိုက်မယ်ဒါမှမဟုတ်ရှင်တစ်ချိန် outline ကိုဖြောက်လိုက်တော့ဖြောက်လိုက်ပြီးတော့ဒီမှာတစ်ချိန် rectangle တစ်ခုယူလိုက်မယ်ပေါ့နော်ဆိုတော့ဒီ rectangle တစ်ခုယူလိုက်မယ်အဲ့ rectangle ကိုဒီချက်ကခုနကပေးထားတဲ့ color ပေါ့နော်အဲ့အရာအောင်ဒီချက်ကဒီလိုမျိုးလေးပြောင်းလို့ရပါတယ်ခုနကဒီမှာပေးထားတဲ့ထဲမှာပေါ့နော်ဒီချက်ကဒီအရာမကြိုက်ဘူးပေါ့နော်ဒီအစိမ်းဘက်ကိုသွားတဲ့အရာကြိုက်တယ်ဆိုရင်အစိမ်းဘက်သွားတဲ့အရာကိုဒီချက်ယူလို့ရပါတယ်ပြီးသွားလို့ရှိရင်ဒီချက်ဒီဟာလေးကိုပေါ့နော်ဒါလေးကိုဒီချက်cover ဖြစ်သွားအောင်ဒီမျိုးလေးဆွဲလိုက်တာပေါ့နော်โอเคနောက်တစ်ခုအဲ့ဒါပါလဲဆိုရင်ဒီချက်ဒီနေရာမှာအပြာရောင်လေးဒီချက်ယူပါမယ်ဘုံတော့အပြာရောင်လေးယူပါမယ်အပြာရောင်လေးဆိုဒီချက်ဒီလိုလေးပေါ့နော်ကောင်းကင်အရောင်လေးကိုဒီဘက်မှာကောင်းကင်အရောင်လေးကိုယူလိုက်တယ် rectangle လေးနဲ့ပဲဒီချက်ဒီမှာယူလိုက်တာဖြစ်ပါတယ်ဒါလေးကသူ့ရဲ့ rectangle နဲ့ယူထားတဲ့ background လေးပေါ့နော်ဆိုတော့ဒီအရောင်လေးကိုထပ်ပြီးတော့မှ short ချင် short လို့ရပါတယ်ဒါလေးကို background လေးကိုဒီချက်ဒီမှာ background color လေးတွေဒီချက်ဒီမှာ short လို့ရတယ်နော်ဒီတော့တိုးသွားလို့ရတယ် short သွားလို့ရတယ်ဆိုတော့ဒီဟာကိုမကြိုက်တော့ဘူးဆိုရင်ဒါကိုပြန်ပြီးတော့မှကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဒီဟာလေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးသွားတဲ့အခါကျရင်ဒီခုနကအရောင်ဖြော့လေးပေါ့နော်အရောင်ဖြော့လေးနဲ့ဒီချက်တို့ကပြန်ပြီးတော့မှဆွဲလို့ရတယ်ဒါလေးကတော့ဒီချက်တို့ background လေးဆွဲထားလိုက်တာနော်โอเคတော့ဒါပြီးသွားလို့ရှိရင်အပေါ်မှာဒီချက်တို့ဒီအိမ်ပုံစံလေးတွေဆွဲချင်တယ်ဆိုလဲဆွဲလို့ရတယ်ဆိုတော့ဒီမှာတော့ဒီချက်ကဘာလုပ်လိုက်တာလဲဆိုရင်သူ့ကို background ကိုဒီမှာတစ်ခုယူလိုက်တာယူလိုက်ပြီးတော့ဒီချက်ကဘာရောင်ယူလဲဆိုအိမ်ကိုအဝါရောင်လေးဆွဲချင်တယ်ဆိုလို့ရှိရင်ဒီမှာအဝါရောင်လေးပေါ့နော်ဒီမှာအဝါရောင်လေးတစ်ချက်ယူလိုက်မယ်ဒီမှာ4000တုံးလေးနဲ့ဒီလိုမျိုးလေးတစ်ချက်ယူလိုက်တာပေါ့နော်ဒါလေးယူလိုက်ပါအလဲမှာဒီလိုထားချင်လေးရတယ်ပေါ့နော်ဒါလေးကအိမ်လေးပြီးရင်ဒီချက်ကသူ့ကိုဒီမှာဘာလုပ်လို့ရလဲဆိုဒီ add point နဲ့ဒီမှာ add point နဲ့အလယ်မှာ point ကိုထည့်လိုက်တာထည့်လိုက်ပြီးတော့ဒီချက်ဒီဟာကိုဒီလိုမျိုးဆွဲချလို့ရမျိုးမျိုးလေးဆွဲချလို့ရဆိုတော့အိမ်ပုံစံလေးပေါ့နော်အိမ်ပုံစံလေးဆွဲချလို့ရတယ်နောက်တစ်ခုကတော့သူ့ကိုဒီချက်တို့ကဒီမှာဒါ circle wine လေးတွေပေါ့နော် circle wine လေးတွေနဲ့ဒီချက်တို့အခြားအရောင်လေးတွေပြောင်းပြီးပေါ့နော် red color လေးတွေပြောင်းထားလို့ရတယ်နောက် rectangle ဆိုလဲလို့ပဲဒီမှာအိမ်ပုံစံလေးပေါ့နော်အိမ်ပုံစံလေးယူလို့ရတယ်နောက်တစ်ခါတော့ဗာလဲဆိုလို့ရှိရင်ဒီလိုဒီမှာ brain box ပုံစံလေးပေါ့နော် brain box ပုံစံလေးတွေတစ်ချိန်ယူလို့ရတယ်နောက်သူ့ကိုပဲ copy ကူးလိုက်ပြီးတော့မှဒီဘက်ချမ်းမှာ brain box ပုံစံလေးတွေချိန်လို့ထားလို့ရတယ်နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီ point မှာပေါ့နော်ဒီ point မှာဒီမှာပေးထားတဲ့ point ဒီပေးထားတဲ့ point မှာဒီမြင်းချောင်းနဲ့ပဲဘာလို့ရလဲဆိုရင်ဒီကနေမြင်းချောင်းပေါ့နော်မြင်းချောင်းကိုဒီချိန်နည်းနည်းလေးထူလိုက်ပါဒီကနေပြီးတော့မှကျွန်တော်ဒီလိုမျိုးလေးသွားမယ်ပြီးရင်အဲ့ရနေပြီးတော့မှကျွန်တော်ဒီလိုမျိုးပြန်သွားမယ်ပြီးရင်ကျွန်တော်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့မှယူလို့ရတယ်ပေါ့နော်ပြီးရင်ဒီချက်ကဒီကနေပြီးတော့မှဒီချက်ဒီဘက်ကိုပြန်ပြီးတော့ယူမယ်ပြီးရင်အဲ့ရနေဒီချက်ဒီဘက်ကိုတစ်ခါပြန်ယူမယ်ပေါ့နော်ယူမယ်ယူပြီးသွားလို့ရှိရင်သူနဲ့တစ်ခါပြန်ပြီးဆက်ပေါ့နော်ဆိုတော့လိုမျိုးနဲ့လည်းဒီချက်သူ့ကိုဒီ field ထဲမှာပေါ့နော် red color တစ်ချက်ယူလိုက်ပြီးတော့မှထားအောင်ဒီချက်အိမ်ခေါင်မိုးဖြစ်စေဆွဲလိုက်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဒါဆိုရင်အိမ်လေးတစ်ခုပြီးသွားတယ်ဆိုတော့အိမ် backdrop လေးပြီးသွားပါပြီဆိုတော့ကျွန်တော် code မှာကြည့်လိုက်တဲ့အခါကျရင်နောက်ခံ backdrop လေးကျွန်တော်ဖန်တီးပေးတာဖြစ်သွားတယ်ပေါ့နော်ဒါလေးကတော့ဒီ channel ကိုယ်တိုင်ဖန်တီးထားတဲ့ backdrop လေးပါဒီပုံစံလေးကိုနမူနာကြည့်ပြီးတော့မှတောတောင်ပုံစံလေးတွေဖန်တီးခြင်းနဲ့ဆိုလည်းရတယ်ပုံမှန်ချက်နောက်တစ်ခုပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ဒီမြင်းချောင်းလေးတော့ဆွဲလိုက်တာပဲမြင်းချောင်းလေးဆွဲလိုက်တယ်အဲ့ဒီမြင်းချောင်းလေးကိုကျွန်တော်ဒီ wave လေးကိုယူပြီးတော့မှ point လေးတွေထည့်လို့ရတယ် wave လေးတွေယူ point လေးထည့်လို့ရတယ်ဒီ point လေးကိုပေါ်ဆွဲပြီးတော့မှဒီဟာလေးကိုဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးယူလိုက်တဲ့ခါကျရင်ကျွန်တော်ကဒါတောင်တန်းပုံစံလေးပေါ့နော်တောင်တန်းပုံစံလေးကျွန်တော်ကယူပေးလို့ရတယ်ဒီမှာဆိုလဲလို့ပေါ့နော်တောင်တန်းပုံစံလေးယူပေးရတယ်ဒီဟာကိုကျွန်တော်ကအောက်ဘက်မှာမြင်းညိုလေးပေါ့နော်ဒါဆိုရင်မြေညီလန်းလေးပေါ့မြေညီလန်းလေးပုံစံမျိုးဒီကျွန်တော်ကသူ့ကိုဒါသွားပြီးတော့မှဆွဲလို့ရတယ်ပေါ့နော်အဲ့တော့တစ်ခါလေကြားလို့ရှိရင်လည်းဒီကျွန်တော်ကဒီဘက်မှာဒီပုံစံနဲ့မဟုတ်ဘဲနဲ့ဒီမြင်းချောင်းနဲ့မဟုတ်ဘဲနဲ့ဒီကျွန်တော်ကနဲ့သွားလို့ရတာလေးရှိလို့လဲဆိုရင်ဒါတော့မြင်းချောင်းနဲ့သွားလိုက်တာပေါ့နော်မြင်းချောင်းနဲ့မဟုတ်ဘဲနဲ့ rectangle တစ်ခုယူလိုက်တယ်ယူလိုက်ပြီးတော့အဲ့ဒီ rectangle ပေါ်မှာပဲဒီလိုမျိုးဒီကျွန်တော်ကpoint လေးထည့်လိုက်တယ် point လေးထည့်ဒါလေးကိုနည်းနည်းလုံးဒါလေးကိုအောက်ကိုနည်းနည်းချဒါလေးကိုပုံနည်းနည်းတင်ဆိုတော့လိုမျိုးလေးပေါ့နော်ကျွန်တော်မြင်ညီလန်းလေးတွေဒီကျွန်တော်ကဒီလိုမျိုးလေးတွေကျွန်တော် create လုပ်လို့ရပါတယ်ဆိုတော့အဲ့ဒါကတော့ကျွန်တော်ပြင်ဟိုစိတ်တိုင်းကြပြုပြင်လို့ရတယ်ပေါ့နော်ပြီးတော့မှဒီဥစ္စာကိုဒီကျွန်တော်ကအယောင်ချဲလိုက်တာအဲ့ဒါကိုကျွန်တော်အယောင်ချဲလိုက်တာဆိုတော့ဒီမှာရှိနေတဲ့ဥစ္စာကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုလို့ရှိရင်သူ့ရဲ့ fill color ထဲမှာပေါ့နော် fill color ထဲမှာ
ဒီအစိမ်းပဲဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ချေလိုက်လို့ရဒါဆိုရင်ပြီးပါအဲ့တော့နောက်ခံ background အရင်ဦးဆုံးဆွဲမှာနောက်ခံ background ဆိုရင်နောက်ခံ background ရဲ့အရာဘာဖြစ်မလဲဆိုတော့ခုနလိုပေါ့နော်အပြာလေးတွေပေါ့ပြာနုနုလေးတွေနုနုလေးတွေပေးလို့ရဆိုတော့ပြာရောင်နုနုလေးတွေပေးလို့ရပေါ့နော်အပြာဘက်ကိုဒီချိန်တော့ဒီနုနုလေးတွေပေးမယ်အဲ့တော့ဒီပုံကဘာဖြစ်သွားလဲဆိုတော့ဒီချိန်တော့ဒါကဘာလို့ သွားလဲဆိုလို့ရှိရင်အရှိရောက်အဲ့တော့ဒီဟာကိုဆိုတော့ backward နောက်ကိုထားလိုက်ရင်ဒီဟာအလိုလိုအနောက်ကိုရောက်ပြီးသားဖြစ်သွားဒါဆိုရင်နောက်တကယ်လို့ teacher တို့ကနေဆွဲကျင်တာပေါ့နေဆွဲကျင်တယ်ဆိုလို့ရှိရင်အဝါရောင်လေးတွေယူလိုက်ဒီမှာဝါရောင်လေးလိုက်ပြီးဒီမှာနေလုံးလေးတစ်လုံး teacher ကိုဆွဲလို့ရတယ်ပေါ့နော်ဒီကောင်ရဲ့ background color ကို black လို့ပေးလိုက်နော်အဲ့ဆိုနေလုံးလေးလို့ဆိုရင်ဒါဆိုလို့ရှိရင် teacher တို့ကဒီကုတ်ထဲမှာသွားကြည့်မယ်ဆိုရင် backdrop ကဘယ်နှခုရှိမလဲဆိုရင်2ခုလောက်ရှိပြီပေါ့နော် backdrop အနေနဲ့ teacher တို့ကဒီ backdrop ကို teacher တို့ယူခြင်းလဲရတယ်ဘာမို့ဒီ backdrop ယူခြင်းလဲရတယ်အဲ့ဒါတော့ကြိုက်ရမှာတော့ပေါ့နော်ဒီနောက်မှာရှိနေတဲ့ပုံတွေကို teacher တို့ကတိတိကျကျသွားပြီးတော့မှတိတိကျဒီလိုတောင်းပေးနာမှာသွားပြီးတော့မှထောင်ထားလို့ရပါတယ်။ဒါဆိုလို့ရှိရင် backdrop လည်းဆွဲလို့ပြီးသွားပါနော်။